Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့သွားမှာကတော့ The Luxury White ဆိုတဲ့တင်မောကြီးကိုစီးပြီးတော့ကျွန်တော်တို့ဘီယာဘူဖေးနဲ့ပင်လယ်စာဘူဖေးကိုသွားစားပြထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် Icon ဆိုင်ရန်ရဲ့အနောက်ဘက်မှာရှိပါတယ်သူကတော့เนาะကျွန်တော်တို့ Icon ဆိုင်ရန်နောက်ဘက်ကိုသွားပြီးတော့ticket လေးတွေဝယ်ယူရရှိနိုင်ပါတယ်ကျွန်တော်တို့ကတော့ဝယ်တာက17ယောက်ကိုဘတ်1000ဝန်းကျင်လောက်ကျတယ်ဆိုတော့တယောက်ကို1000ဝန်းကျင်လောက်တော့ကျမယ်ပေါ့နော်900နဲ့1000ကျတော့ကျပါမယ်ကျွန်တော်တို့တင်မောတွေကတော့အများကြီးရှိပါတယ်ဘီယာ free flow မပါတဲ့တင်မောရှိသလိုကျွန်တော်တို့ယူဒီဘတ်150နဲ့အဲ့ဒီမြစ်ကန်တစ်လျှောက်ကိုတွားရောက်လက်ပတ်နိုင်တဲ့တင်မောတွေလည်းရှိပါတယ်ခင်ဗျကျွန်တော်စီးခဲ့တဲ့တင်မောကတော့ကျွန်တော်တို့အဲ့ဘတ်900နဲ့1000ကြားမှရှိပြီးတော့ဘီယာရဲ့ပင်လယ်စာရေကိုဘူဖေးစိတ်ကြိုက်စားတောင်းနိုင်မှာဖြစ်ပါတယ်။သူကတော့ထွက်ချိန်ကတော့ကျွန်တော်တို့ညနေ9နာရီနဲ့10နာရီနှစ်ချိန်ထွက်ပါတယ်။ကျွန်တော်ကတော့နှစ်ချိန်လုံးရောက်ခဲ့ပါတယ်ခင်ဗျ။နှစ်ချိန်လုံးနှစ်ခေါက်တတိစီးခဲ့ရပါတယ်။သွားလို့ကောင်းဆုံးကတော့ည7နာရီဖြစ်ပါတယ်ခင်ဗျညနေကတော့ပူပါတယ်တိတ်ပြီးတော့လဲအရင်ဓပုံရိုက်လို့လဲတိတ်မလာပါဘူးညဘက်7နာရီကတော့အရင်လာတယ်ပေါ့နော်တစ်ခေါက်ကိုကျွန်တော်တို့2နာရီကနေ2နာရီခွဲဝန်းကျင်လောက်ပဲကြာပါတယ်အဲဒီအတွက်ကိုတော့နည်းနည်းလေးတော့လောဖြစ်ပါတယ်ခင်ဗျဟိုညဘက်7နာရီကတော့ပူပြီးတော့ကြာပါတယ်3နာရီနီးပါးလောက်တော့ကြာပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုထဲမှာပြတဲ့အတိုင်းပဲဆော်မွန်တွေလည်းပါတယ်အခြားအကင်တွေလည်းပါတယ်ပေါ့နော်အချိုပွဲကိတ်မုတ်တေးအေးတွေလည်းအများကြီးပါပါတယ်သွားလက်ကြည့်ပါရမ်းပြောကောင်းပါတယ်ကျေးဇူးပါ